မင်္ဂလာပါ NNK2 ဒီမှာဒီနေ့အတွက်ဒေါ်လာစီပိုက်စီများကိုတင်ဆက်ပေးပါတော့မယ်။အမေရိကန်ဒေါ်လာဝင်ဈေး3885ရောင်းဈေး3985ယူရိုဝင်ဈေး4630ရောင်းဈေး4930စင်ကာပူဒေါ်လာဝင်ဈေး3085ရောင်းဈေး3155ထိုင်းဘတ်ဝင်ဈေး135ရောင်းဈေး138.1မလေးရှားရေဒီဝင်ဈေး993ရောင်းဈေး1019ဂျပန်ယန်ဝင်ဈေး15.38ရောင်းဈေး16.3တရုတ်ယွမ်ဝင်ဈေး960ရောင်းဈေး989ကိုရီးယားဝမ်ဝင်ဈေး1.69ရောင်းဈေး1.96ဒီတင်ပါဝင်ဈေး9190ရောင်းဈေး9415ဩစတြေးလျဒေါ်လာဝင်ဈေး1955ရောင်းဈေး1815ကနေဒါဒေါ်လာဝင်ဈေး1850ရောင်းဈေး1915ထိုင်ဝမ်ဒေါ်လာဝင်ဈေး133ရောင်းဈေး116 UAE ဝင်ဈေး1058ရောင်းဈေး1085အိန္ဒိယ UP ဝင်ဈေး41.86ရောင်းဈေး43.96အောက်ကောင်ဒေါ်လာဝင်ဈေး499ရောင်းဈေး930မကာအိုပါတာကဝင်ဈေး480ရောင်းဈေး495ရွှေစည်းငွေစည်းဒေါ်လာစည်းတွေကိုညှိသိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow ခဲ့ပါဦးဒေါ်လာစည်းပတ်စည်းတွေမနေ့ပြန်တက်မလားကြမလားကွန်မန့်မှာခံမှန်းခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တွေအတွက်ကျွန်တော်တို့ရဲ့ Telegram channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲသာယာချမ်းမြေ့တဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ